အားလုံးကိုယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုပါတယ်ညီမရဲ့တခြင်းလေးတစ်ပုဒ်ဖြစ်တဲ့အမြဲရှိနေသူဆိုတဲ့တခြင်းလေးနဲ့ချီးမွမ်းခြင်းပါတယ်အရှုံးများနဲ့ရင်ဆိုင်နေခြင်းမျောလင်းထားခဲ့တဲ့အရာအလုံးပြောက်ွယ်ခဏခဏပြည့်စည်သွားလေအမြဲတမ်းတော့နဲ့မတည်မြဲတဲ့နေစာတရားဒီနေ့ပြီးသွားလို့နောက်နေ့ရှိသေးတယ်တို့အတွက်ခွင့်ရရှိတယ်လက်ကမ်းချိုနေမဲ့သူအမြဲတမ်းရှိဘာပိုင်စိုးထားတဲ့လူယုံကြည်ပုံအလိုက်ပါတဲ့ရဲ့တတာသူမတပါအချမရှိယေရှုခေါ်ရသူသူသာဝရပိုင်စိုးထားတဲ့လူရာရာတို့တို့ဖြစ်ရှင်ပေးမဲ့လူသူမတပါအချမရှိယေရှုအရှုံးများနဲ့ရင်ဆိုင်နေခြင်းမျောလင်းထားခဲ့တဲ့အရာအလုံးပြောက်ွယ်ခဏခဏပြည့်စည်သွားလေအမြဲတမ်းတော့နဲ့ဒီမြဲတဲ့နေစာတရားဒီနေ့ပြီးသွားလို့နောက်နေ့ရှိသေးတယ်တို့အတွက်ခွင့်ရရှိတယ်လက်ကမ်းချိုနေမဲ့သူအမြဲတမ်းရှိယေရှုကျမ်းစာသူရောက်စတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ